ဒီနေ့တော့ကျွန်တော်အလုံးမနာရှင်ပဲနားလိုက်ရတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မြို့ကနေကျွန်တော်တငယ်ချင်းတယောက်ရွာကိုရောက်နေလို့ပဲဖြစ်ပါတယ်ဗျ။သူ့ကိုမနဲ့ဆိုင်အခန့်ဖို့အတွက်ကျွန်တော်မကုတ်တူလည်းဖက်တုတ်ကျွေးသွားမှာပဲဖြစ်ပါတယ်ဗျ။အရင်ဦးဆုံးပကံလုံးတဲ့ကိုပဲကျွန်တော်လည်းဖက်ထဲလိုက်တာပေါ့နော်။နောက်ပြီးလည်းဖက်တုံးနဲ့လိုက်ဖက်တဲ့အစာပလာတွေထဲဖို့ကိုကျွန်တော်ရုပ်ချောချောနဲ့ပဲအရင်ဦးဆုံးခန်းချင်းတီကိုလီးထဲလိုက်တာပေါ့နော်။ပြီးတော့မမကိုမျက်ရည်တွေကြားရအောင်ထားခဲ့တဲ့ကျွန်တော်ကိုမမကကျွန်တော်ကိုမျက်ရည်ပြန်ကြားရအောင်ဆိုပြီးအမုံမြန်နည်းကကျက်တူနီတပိတ်တာအဖြစ်လက်ဆောင်ပေးခဲ့တာကိုထက်လီးထဲလိုက်တာပေါ့နော်။ကျက်တူနီတွေလီးနေရင်မှပဲကျွန်တော်မျက်ရည်တကယ်ကြားခဲ့ရပါတယ်ဗျ။ကျွန်တော်တငယ်ချင်းအဆက်မကြိုက်မတီးတီးရဲနဲ့ကျွန်တော်ငုတ်တီးတွေအများကြီးထည့်လိုက်တာပေါ့နော်ကျွန်တော်တုတ်တဲ့လက်ရကိုကြိုက်သွားပြီးလက်ဖက်တုတ်တွေပဲလိမ့်စားနေမှာဆိုလို့ပါဗျခါနေတဲ့ဘဝကိုချိုတော့အောင်ဆိုပြီးဟင်းချုံမုံပါနဲ့ငယ်ထည့်လိုက်ပါတယ်ဗျပြီးတော့ကျွန်တော်ကပေါ့ပြပြနဲ့နေတဲ့သူမဟုတ်ဘူးဆိုတာကိုတငယ်ချင်းတရားအောင်ဆိုပြီးစားနဲ့ငယ်ထည့်လိုက်ပါတယ်ဗျနောက်ဆုံးတော့ကျင်းကပွင့်ဟိုတယ်ရဲ့စပူမှုဟောင်းကျွန်တော်ရဲ့လက်ရဖြစ်တဲ့လက်ဖက်တုတ်ကောင်းတစ်ပွဲကိုရလာပြီးပဲဖြစ်ပါတယ်ဗျအမေချက်ထားပေးတဲ့ဖယုံရွက်နဲ့အလူဟင်းရီကောင်းကောင်းရဲ့ဝက်ခောက်ကြော်ရငယ်ကိုတီထောင်းနဲ့ကျွန်တော်ကိုယ်တိုင်တုတ်တဲ့လက်ဖက်တုတ်ကောင်းလေးတစ်ပွဲနဲ့တငယ်ချင်းကိုအခန့်လိုက်ပါတယ်ဗျသူ့ကိုမြင်ပြီးရှက်နေတယ်လို့မထင်လိုက်ပါနဲ့တကယ်တော့အရန်စားကောင်းလို့ခေါင်းတော်မမော့နိုင်ဖြစ်သွားတာပေါ့နော်သူဘလောက်ထိတကယ်စားကောင်းလဲဆိုရင်သမီးအိုးတဲ့ကသမီးမှာကုန်ပြောင်သွားတာပေါ့နော်မနဲ့စားပြီးလို့ရော်တဲ့ရှော့ပတ်ဖို့ကိုသူ့ဆိုင်ကဲကချင်းချနေလို့ကျွန်တော်ကိုပြုတ်ပြင်ခိုင်းတာပေါ့နော်ကျွန်တော်ကလည်းမကြောင်ကွဲရခဲတဲ့နှလုံးသားလေးပြုတ်ပြင်ဖို့ကိုတော့မရနိုင်သေးပဲနဲ့ငါတငယ်ချင်းရဲ့ဆိုင်ကဲကိုပဲလို့ထပ်ပြီးပြုတ်ပြင်ပေးရမလဲလို့ပြန်ပြောလိုက်တာပေါ့ဗျာ Oh my god သူဆိုင်ကလေးပြင်ပြီးသွားပြီးမို့လို့ကျွန်တော်တို့ရွာထဲကိုစတင်ရှောက်လေပတ်မှာပဲဖြစ်တာပေါ့နော်ကျွန်တော်တငယ်ချင်းကဒီရွာစာတိကပဲဗျာမြို့ထဲကိုပြောင်းသွားတာ6နှစ်လောက်ပဲရှိသေးတာပေါ့နော်ဒီရွာထဲမှာငါမရှိတော့တဲ့နောက်ပိုင်းဘာတွေထူးဆန်းခဲလဲလို့သူကျွန်တော်ကိုမေးတာပေါ့နော်ကျွန်တော်ကလည်းမင်းမရှိတဲ့နောက်ပိုင်းရွာထဲကကြက်တွေမပြောက်ကြတော့ဘူးလို့ပြန်ပြောလိုက်တာပေါ့နော်ရွာထဲလေပါရင်နဲ့ကျွန်တော်ရှန်ရှိရပက်ကိုလဲလာကြတာပေါ့ဗျာကျွန်တော်ကတော့သူ့ရဲ့နောက်ကနေပဲအရာပါရလိုက်စီလို့ကောင်းနေတော့မှာပဲတခဏအတွင်းရှန်ကိုရောက်သွားတာပေါ့နော်ခြံထဲမှာစိုက်ထားတဲ့တခွားတီးတွေကျွန်တော်တငယ်ချင်းအိမ်ပြန်လက်ဆောင်ပေးဖို့လာခူးတာပဲဖြစ်ပါတယ်ဗျဒီလိုစိမ့်ပြီးနှုတ်နေတဲ့ဟာတွေဆိုပဲပုတ်ရင်းနဲ့တို့စားတာအရန်ကောင်းတာပေါ့နော်အိမ်ယူပြန်ဖို့လုံလောက်ပြီးမို့လို့ကျွန်တော်တို့လည်းပြန်လာခဲ့လိုက်တာပေါ့နော်လာရလမ်းမှာမိမရတာမှကြာသေးတဲ့အလုပ်ကြိုးစားနေတဲ့ကိုကြီးတယောက်နဲ့လည်းဆုံခဲ့တည်တာပေါ့နော်အခုကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းရောက်နေတာကတော့ကျွန်တော်တို့ရွာရဲ့တောင်ပေါ်လွယ်နောင်စီတီရဲ့အလားတနေရာဖြစ်ပါတယ်ဗျတော်မြင့်ကြီးမှာတီထားကိုကွယ်တာဖြစ်တော့ကြောင့်အမြဲတမ်းလေတဝဲဝဲနဲ့တိုက်နေတာမို့လို့တကယ်ကိုရင်ထဲအင်းများစီပြီးအရန်ကိုတာယာလာတာပေါ့နော်ရွာသူရွာသားတွေကပြန်လဲပြုတ်ပြင်းမှုမှန်ထားတာမကြသေးတာမို့စီတီတော်ကလည်းရွှေရောင်တွေနဲ့ဝင်းထိန်တောက်ပနေပါတယ်ဗျကျွန်တော်တို့တောင်ပေါ်စီတီကနေလဲပလင်းဆိုင်ဒေတာဘုရားဖြူကိုတော့လမ်းမြင်သွားနိုင်သေးတာဗျဒါတွေဒီမကတွေပဲကျွန်တော်တို့ရောက်အောင်နာကပန်လင်းရွာတောင်ပေါ်လွယ်စင်စီတီတော်ကိုလည်းကောင်းကောင်းကြီးမြင်နိုင်သေးတာပေါ့နော်ဒီလိုလာတဲ့ view တွေရနိုင်ဖို့ကလည်းကျွန်တော်အတွက်ကတော့တကယ်ကိုမလွယ်ကူခဲ့ပါဘူးဗျခြုံတော့တဲ့ကိုတိုးပြီးမှရိုက်ခဲ့ရတာပေါ့နော်အဆုံးထိကြည့်ချူအပေးခဲ့တဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ဗျအပိုင်းနှစ်မှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းပဲရွာကိုဆက်ပြီးသွားလေအောင်မလဲဆိုတာကိုဆက်လက်ဆုံးကြည့်အားပေးပါအောင်ခင်ဗျာ